နေပြန်ကသင်္ဃာနာတင်နေဖြစ်ပြီနေပြန်ကသင်္ဃာနာတင်နေရေကပဲနေတယ်ခွန်6ရက်နေပြန်ကခွန်နဲ့လားကျိုးစားပြီးတော့နေပြန်ကလာကြတောင်ပြန်တဲ့ပုဂ္ဂိုလ်2ဆောင်ပြန်တဲ့ပုဂ္ဂိုလ်ဝိနည်း3ဆောင်ပြန်4ဆောင်ပြန်အရင်က4ဆောင်ပြန်တာဘယ်လောက်လှူတယ်2ဆောင်ပြန်တာဘယ်လောက်လှူတယ်ဝိနည်း3ဆောင်ပြန်တာဘယ်လိုလှူတယ်တချို့လည်းသိနေကြတယ်နော်အဲဒါဝိနည်းပြန်ဆိုတဲ့ကိုရောဒီဓမ္မပူဇာပြည့်လူကြတန်းကြဒါလည်းတစ်မျိုးပဲဟုတ်လားဟိုဘက်မှာဆွမ်းစားရောင်ကြီးစောင့်နေတယ်ဆိုတော့မနေ့ကသွားကြည့်တုံတောင်လောက်ဝင်နေတာမဟုတ်ပါဘူးပေ40ပေ60ဒီလောက်ရှိတယ်ထင်တယ်နော်နှစ်ထငါခံမှန်းကြည့်ဖြင့်4သိန်းလောက်ကျော်ရင်ကျော်မှထင်တာပဲဒီလောက်တန်ဃာတွေများတဲ့300ရှိတဲ့ကျောင်းတိုက်မှာဒီလိုဆွမ်းစားကျောင်းမှာနဲ့မှာပဲနေရာကြမှာဟုတ်လားဆွမ်းစားကျောင်းဆိုတော့ခုံနေထားတယ်ပကံနေထားတယ်ရိုးရီခွက်တွေထားတယ်ဆိုတော့တော်တော်ကြဲကြဲပြန့်ပြန့်လုပ်ရတယ်လို့ပဲဒါကြောင့်အဲ့ဒီဆွမ်းစားကျောင်းကြီးမနေ့ကသွားကြည့်ပြီးတော့စိတ်ထဲမှာကြည်ညိုပြီးတော့ထားမြအောင်မြင်ပါစေတော့လို့တရင်ရောကနေပြီးတော့ကထိန်ခက်လေးမှဟောလို့ရတဲ့ဝတ္ထုငွေ1000ဟာဖြင့်အဲ့ဒါထည့်လိုက်ပြီလို့သာဓုခေါ်ကြပါဦးအဲ့ဒီအခုပါဝင်ထားတဲ့လူတွေဖြတ်ပိုင်းစာအုပ်နဲ့ငါဖတ်ပြမလို့တဏှာကြီးလောက်တော့ပြီးမှပြီးမှမသိဘူး။ခေါင်းတော်ဒီက900ဘယ်က100 200 300 400နော်ဒီဓမ္မအောင်ကြီးဆောက်လို့တာလည်းပဲဟိုမှာအုတ်တင်နဲ့ညနေနဲ့ခြီလှုပ်ထားတော့ချုပ်ချက်ဖြစ်နေလို့ရှင်းလင်းကျင်ရွယ်အောင်မြင်အောင်ပုံရေးပြီးတော့ဟိုကနေပြီးတော့အလူရန်ဌာနတစ်ခုဖွင့်ထားတယ်ကွယ်နော်ငါအကြံပေးပြီးတော့ကုသိုလ်ပါနိုင်ရဲ့သူပါနေပါကြပါစေလို့အဲ့ဒီမှာငါကြ30 20 30 40 50 100 200တတ်နိုင်လို့ပေါ့နော်ငါကတရားဟောလို့ရတော့အရလွယ်တာဟုတ်အခုလူလိုက်ရတော့じゃရအောင်မှာပဲဆိုလှုပ်တာဟုတ်လားနှမျောတော့နှမျောတယ်ငွေတောင်လူရတယ်ဆိုတာတော်တော်နှမျောတာနှမျောလို့လူတာပဲလူတာလည်းပဲလူလိုက်တော့မှကိုယ်ပိုင်ပြသွားမယ်ပေါ့မနေ့ကဦးနာကဒီเจ้าကအလုံးတန်ဃာတွေနဲ့စုစကားပြောတယ်အားလုံးဆရာတော်တွေလည်း1000စီလူရင်ကောင်းမယ်လို့ပြောတော့သူရင်းနေကြတယ်အဲ့တော့ဒကာဓမ္မတွေလည်းကြိုးစားပြီးတော့ဒီဆွမ်းစားကြောင်းကြီးအောင်မြင်သွားအောင်10ပိုင်းရာပိုင်းထောင်ပိုင်းကနေပြီးတော့တားတော့ကြိုးစားကြပါလို့မေတ္တာပို့ရဒီဓမ္မအောင်ကြီးက9500ငါထည့်ထားတယ်ဟုတ်လားကွယ်ဟိုမှာအုတ်တထောင်ဆိုတာဒီလောက်နဲ့မပြီးသေးပါဘူးနောက်လည်းပဲစေတနာပေါ်လာအောင်မှာပါပဲဟုတ်လားအားပေးတဲ့အနေနဲ့လုပ်ရတာတရားဟောတဲ့ဘုန်းကြီးကအခု9နိုင်ခွဲသွားပြီ9နိုင်ပြီးပါဆိုတော့ခဲနဲ့ပေါက်ပါဆိုမင်းတို့ကပေါက်မှမပေါက်ပဲ9နိုင်ခွဲသွားတော့နောက်10နိုင်ခွဲဆို10နိုင်ပဲဟောရတာမဟုတ်လားတရားဟောတဲ့ဘုန်းကြီးကဟောနေကြတဏှာကြီးကမကြလိုက်ဘူးပဲနားတဲ့လူကတော့မပြောတတ်ဘူးဟောတဲ့ပုဂ္ဂိုလ်ကတဏှာကြီး2နာရီသိမကြလိုက်ဘူးခဏလေးလို့ထင်တယ်ဟုတ်လားနားတဲ့လူကတော့မသိဘူးတရားနာဆိုရင်ပဲတော်ရုံတန်ယုံတရားနဲ့တဏှာကြီး2နာရီမထိုင်နိုင်ဘူးပဲတရားနာလဲဆိုတာတောင်းတရားတရားနဲ့တဏှာကြီး2နာရီမထိုင်နိုင်ဘူးပဲဘုန်းကြီးတွေတရားဟောတာတရားကလည်းတပုတ်သေးရတယ်သူကသိတ္တမင်းတော်ခံဥပုသ္တေဥပုသ်ဆောင်ကနေစားပြီးတဏှာကြီးကထိုင်ဟောတာညနေ9နိုင်ထိုးရောနေဝငါနေမှပြီးတယ်နောက်ဥပုသ်နေကြပြန်တော့လည်းပဲဒီသိတ္တမင်းတော်ခံမယ်စီးရင်လည်းမရဘူးနောက်ဥပုသ်ကြပြန်သိတ္တမင်းတော်ခံမယ်ဥပုသ်ဆောင်တော့မလာဘူးဒီသိတ္တမင်းတော်ခံတယ်အရာတဲ့အလူတန်းရှိလို့သွားလိုက်ပြင်ဘုန်းကြီးပြန်သိတ္တသမင်ဟောမှာပါပဲလူတွေခြားသွားကုန်ကျောင်းထဲကိုလူသားတဲ့လူလာတော့မရှိဘူး
ဒီသိက္ခာဓမ္မတော်တော်ခံတဘုံနဲ့ပဲဘုန်းကြီးကဆုံးကမတာဖြစ်နေရောလူများလို့လည်းဘယ်ကမှမလာဘူးဈေးတဲ့တွေတခါတည်းဖြတ်လာတဲ့အကြောင်းနဲ့တိုင်ဟုတ်ဘယ်ကလဲဈေးအောင်ပြန်လာတိုင်ဟုတ်ငါသိက္ခာဓမ္မတော်တော်ခံဟောမယ်ဟောလိုက်တာနေဝင်သွားတာပဲတခါဈေးတယ်လည်းမလာတော့ဘူးကြောင်းတဲ့လူတောင်ဖြတ်တန်းသွားမသွားဝင်တော့ဘူးသိက္ခာဓမ္မတော်တော်ခံဒါကြီးထားဟောနေလို့ကလားတယောက်တော့လာပြီးတော့မျက်တွေပေါ်နေတယ်တော်တော်ဖြစ်တယ်မျက်လာရိပ်ဗမာမလာမှပြန်ကလားပဲဟောမှာပဲဘုန်းကြီးကသာမိဘုရားမင်းမျက်ရိုက်တယ်တော့ဘယ်လိုလဲဒီဘက်ကဘာတခုနော်ဓမ္မဒီဘက်ကဓမ္မငါးမှုရတယ်ငါးမှုရတယ်ဆိုတော့နင်ငါဟောတဲ့တရားလာနာပတ်စံငါးမှုပေးမယ်နာမည်ပါဘာမှမလို့ထိုင်နေငါပြောတာနားထောင်နာမည်ပါဆိုပြီးတော့ကလားနဲ့ဘုန်းကြီးနဲ့အကြောင်းကိုတဲ့သွားပြီးတော့နာပြန်တစ်ချက်ကထိုင်ဟောတာ9နိုင်ထိုးကလားလည်းခါတလိန်ရိမ့်နဲ့နားနေရတာနေ့ပြင်ကတနေ့ကျတော့လာသေးတယ်နောက်တနေ့ကျတော့မလာဘူးမလာတော့ဘုန်းကြီးကဒီကလားဘယ်နဲ့ကြောင့်မလာလဲသခေါ်တယ်နင်းမျက်ရည်ပြီးတော့ထမ်းသွားတာပင်မနဲ့ကြောပူတယ်မဟုတ်လားလို့ဒီဥစ္စာမျက်ရည်နေရတာအဘာကြောပူတာကောင်းတယ်တဲ့နားပူတာမကောင်းဘူးတဲ့ဘာနားပူတာမကောင်းလဲလာခဲ့ငါပိုက်ဆံငါမှုပေးမယ်မနေ့ကလည်းငါမှုပေးတယ်အခုလည်းပေးအောင်မယ်လာခဲ့ကလားအကြောက်ကြောက်နဲ့လိုက်သွားအเจ้าမော်ရောက်တော့တရားဟောမှလို့တော့ကောင်းကောင်းနာတော့အဘာဒီနေ့ငါမှုဘုံဟောနဲ့ဓမ္မဘုဟောလို့ဆိုတရားနာတာငါမှုဘုံနာတိုင်းဓမ္မဘုဟောပါနာယီကလည်းကြည်ရင်ကြည်နဲ့ရွေ့ရွေ့သွား9နိုင်ခွဲ9မိနစ်လွန်သွားပြီညီမခုနှစ်ဖို့ပါရမီတရားတော်ကွနော်9ရက်ဟောနိုင်တယ်ကဥပ္ပလိုက်ရလဲခေမာလဲရယံမိပိယခေမာမိဖုရားကြီးလဲရယံယန္နာမလေဝယံတကူကြည့်တော်မူတဲ့ဥပလွန်ရှင်မောက္ခလနဲ့တရားနဲ့ဝိနိတတ်တော်မူတဲ့ဧတရေရတဲ့ပရာဇာယီ3ညနော်ခေမာဥလွန်ပရာဇာယီဂေါရမီတညကိုတစ်မျိုးတစ်မျိုးဟောသွားလို့နတ်တော်တဲ့ပုဂ္ဂိုလ်လည်းဘုသူဒ္ဓဖြစ်တာပေါ့နော်ကျွတ်တော့ဘယ်လိုမှမကျွတ်ပါဘူးမကျွတ်မှသူတို့ပြောပြောတရားနာရည်မောနေနေမျက်နှာတွေချင်းနာနေဘယ်သူမှလည်းကျွတ်မှလည်းမဟုတ်ဘူးဟုတ်လားတရားနာတာတော့ပြင်းတာတော့ငါရည်ရလေးပါလေးထည့်ပြောတော့ချွတ်တိချွတ်တာတွေပြောတယ်ဗါတော့မအောင်ပါနဲ့နော်လောကကြီးမှာမင်းတို့လူရဲလို့ဖြစ်ပြီးတော့လာခဲ့ရတာလောကဓာတ်ဇတ်ယုံကြီးထဲမှာဇတ်ခုံထဲမှာလူလို့ဖြစ်ပြီးတော့လာခဲ့ရတာခလေးဘဝကစလာတာပဲနော်အမိဘကကျွတ်တဲ့ခလေးဘဝကစပြီးတော့ကဒီလောကဓာတ်ဇတ်ယုံကြီးထဲမှာလူဖြစ်ဘဝနဲ့ဇတ်ကကိုဇတ်ထွက်လာတာခလေးဘဝကစပြီးတော့ဘာနဲ့ထွက်လာလဲဆိုအငိုနဲ့ထွက်လာတယ်ကွယ်ဟုတ်လားခလေးအဟိုကမျက်နှာမြင်လို့ခလေးငုံတန်ကြပြီဘယ်နဲ့ကြလဲဥဝဲလားမင်းကလေးရှိလားဒီလိုပဲကြားတာဥဝဲမဟုတ်ဘူးခင်ဗျအမေလေးဟောတာအတူတရားနဲ့လာရွာတော့6ကြီးကစောက်ထိုးဆင်းရတယ်လို့ပဲတဲ့စာထဲမှာအတူတရားဆိုတာမင်းသိရလားမင်းမတရလည်းတစ်ဖက်မြောက်ဟုတ်လားအတိတ်ပဲမှာအဲ့ဒီလောက်လက်တစ်ဖက်မြောက်ထားတာဒါတသူခေါ်တယ်ဟုတ်လား4000 5000လောက်ရှိမလား4000လောက်အတုတရားဆိုတော့အဲ့လူမတ်တရောက်တယ်လို့အတုတရားဆိုတော့နဲလားနော်အဲ့ဒီသောက်ဒီ6ကြီးထဲမှာသောက်ထိုးကြပြီးတော့ရှင်းလာရတယ်လို့ပဲတဲ့ဇာတိဒုက္ခဟုတ်လားအမိဝါနဲ့ဒုက္ခအဲ့တော့မေ့မောမူးပြီးတော့လန့်ကြောက်ပြီးတော့အသက်မရှိနိုင်သေးဘူးရဲ့အမိဝါနဲ့မှလည်းကိုလာစရာအသက်မရှိဘူးရှင်တော့ရှင်တယ်မရှိဘူးသမဘာဝင်နေတဲ့ပုဂ္ဂိုလ်အရှင်ပဲအသက်မရှိဘူးသိပ္ပံကလက်ရလို့မိတ်တယ်လို့အရှင်ပဲအသက်မရှိဘူးဟုတ်လားကွယ်အဲ့ဒီလိုရှင်ရဲ့သားနဲ့မရှိဘူးရှူရဲ့သားနဲ့မရှင်ဘူး
ရှူတော့မရှင်ဘူးဘယ်နဲ့လဲဆိုတော့ပပဲဘိုပတိန်ဘုံမှာဖိုးသေးရှူနေရှင်တော့မဟုတ်လားဗျအဲဒီတော့မင်းအမိဝမ်းနဲ့ကအတူတရားနဲ့တဲ့ကြောက်ကြီးကဇောက်ထိုးကြပြီးတော့ဆင်းလိုက်ရသလိုအဲ့ဒါတော့ဆင်းရဲတဲ့ဘဝမှာထိတ်လန့်ကြောက်ပြီးတော့ကမအော်နိုင်သေးဘူးဆီယာမကအမေဟိုတန်နေရာကြောင်းလောက်ကင်နေတဲ့ကလေးလေးဒီတိုင်းပဲပြစ်ထားတဲ့တုံးလုံးလေးလိမ့်နေတယ်မလုပ်ဘူးအမေကြီးနေရာကြောင်းပြုပြီးတော့ကလေးကင်ပြီးတော့ချက်ကျိုးလေးပါလေးဖြတ်ရမှာပေါ့နော်အဲ့တော့ခြေတော့ကလေးဆွဲစောက်ထိုးထားပြီးကြောကုန်းရေပက်ပြီးတော့ဒီလိုပုတ်ပေးလိုက်တော့မှဝါအော်တာဟုတ်အမေလေးအော်တာကြောက်ပြီးတော့လန့်ပြီးတော့ဖြစ်လာတာအမေလေးဆင်းရဲတဲ့ဒုက္ခကိုကလေးလေးကမပီသေးပဲကွာအဲ့မှာအမေလေးအော်တာမင်းကဥဝဲချနေဘယ်ဥဝဲအောင်လဲလို့အမေလေးအော်တာနော်ဝါဆိုတော့လေကထွက်မသွားဘူးလားနောက်တော့ပြန်ဆိုင်လိုက်တော့ဝင်မသွားဘူးလားထွက်လေဝင်လေထွက်လေဝင်လေထွက်လေဝင်အဲ့ဒီကစသွားတာပဲနော်ခလေးဘွားကအငိုနဲ့ဇက်ထွက်လာခဲ့တယ်တဲ့ဘယ်လိုမနာမလဲတခါတို့ရဟုတ်လားခလေးဘွားအငိုနဲ့ဇက်ထွက်လာတာတော်တော်ကြီးလည်းပဲငိုမတ်တပ်ပြေးလည်းငိုဘယ်လောက်ကြည့်တာ3နှစ်4နှစ်5နှစ်လည်းငို6နှစ်9နှစ်ငို10နှစ်လည်းငိုအသက်20လည်းငိုအမလေးသားတွေသမီးတွေရတဲ့သားတွေသမီးတွေလည်းငိုအဲဒီလိုအငိုနဲ့ဇက်ခင်းပြီးတော့လာခဲ့တာခေါင်းနဲ့ဝင်ခံလေးလည်းငိုသွားရသေးတာပဲနော်ဟုတ်လားဒါကြောင့်လောကဓာတ်ဇက်ယုံမှာလူဘုံလူဘဝခလေးတို့ဘာဝဟုတ်လားအဆိုးအငိုးနဲ့ကခဲ့ပြခဲ့ကြတယ်ခလေးတို့ဘာဝအရှိအပြည့်ကိုနည်းနည်းပြန်ပြောခြင်းတယ်ခလေးဘဝမကင်းရင်ပကက်နဲ့လည်းမကင်းဘူးပဲပကက်တွင်းမှာဆက်လဲနေကြတာဟုတ်လားကွယ်ခလေးပြန်ပြေးလိုက်ပကက်တွင်းရအောင်ပါခလေးပြန်ပြေးလိုက်ပကက်တွင်းရအောင်ပါပဲဒါကြောင့်ပကက်ဆိုတာအေးရင်ကျူးရဆိုတာမကြောက်ဘူးလားပကက်လွဲတာပဲအေးရင်ကျူးတယ်ဆိုတာနော်တချို့ဘုန်းကြီးပြအလောင်းကြီးခေါင်းပြန်ထားပြီးတော့ပကက်နဲ့အေးရင်ကျူးတယ်ဆိုတာတွေ့တယ်မဟုတ်လားမလေးဘုန်းကြီးအိုကြီးအသေးကြီးအေးရင်ကျူးနေတာဘုရားများထားနိုင်လို့ရှိရင်မင်းတို့တော့ရိုက်တာခံရအောင်နော်ငါအေးရင်ကျူးနေရမလားလို့ပကက်တယ်ဟုတ်လားအေးရင်ဆိုတာပကက်ပဲမြတ်အေးရင်ဆိုတာမြတ်ပကက်ပဲဓမ္မအေးရင်နဲ့တွဲလိုက်မယ်မကောင်းဘူးလားဓမ္မအေးရင်မြတ်အေးရင်တရားပေါ်ဒီညဟုတ်လားခေမဥပ္ပလွန်ပရာဇာယီဂေါရမီလေးထေဒီမှ၄ပါးရောက်သွားမယ်နော်မာတိဝတ္တညဒေါလာယံခေရံပိဝိယသုတ်ပိတံဒေါလမုဒ္ဒဝယောဝုဒ္ဓသူပေထဓမိကေဒုခေမာတိဝတ္တညဒေါလာယံခေရံပိဝိယသုတ်ပိတံဒေါလမုဒ္ဒဝယောဝုဒ္ဓသူပေထဓမိကေဒုခေလောကေဤလောကဓာတ်ဇာယုံကြီးမှာအသောအငိုနဲ့ကရဲ့ပြခဲ့ကြတဲ့ခလေးတို့ဘာဝရှိဖို့ကာလခါသမယကလူဘဝဇာယုံဇက်ခုံထဲမှာခလေးဘဝနဲ့ဇတ်ထွက်လာခဲ့ရနော်မာတုဟတေညဒေါလာယံမာတုဆိုတာအမိဟထေညဟထလက်အင်ညတပါမာတုဟတေညဒေါလာယံမွေသမီးကကျေးဇူးရှင်ရင်ဝင်အထက်ဝိချီကအသာဖက်တဲ့လက်ပကယ်တိဟူသောမြအေးရင်ငယ်ငယ်လေးအမေကရင်ဝင်မှာပိုက်ပွေပြီးတော့မွေတော်ကအမေလက်ထဲမှာအိပ်ရတော့ခလေးအိတ်တာပကက်ကြီးပဲမှတ်ပြီးတော့ခလေးသိတာကလေးအိတ်တာပကက်ကြီးပဲအမေရင်ဝင်ထဲမှာအိပ်ကြရတယ်ရင်ဝင်ပကက်မှဆိုရပေဘူးလားဒါကြတော့မာတုဝတ္တညဒေါလာယံမွေသမီးကကျေးဇူးရှင်ရင်ဝင်အထက်
Quê xì gà ra phải để lép cái đi rồi nhà ấy yên. Yên nhá à, đà ba. À xa ra, bà cái đi xì đi hả là. Lép cái đi rồi nhà ấy yên. Để cha đà ba chú trình hoa nè tiết ra giả mà đi. Sa xì nhà phiền biểu lộ ý xin nhà thế. Nhiều đu yếu đu rồi nhà ấy yên. Hoa bà cái chú bà cái trình bà cái xa bà cái. Nhiều gì bà gì mà tiết ra bà cái nó. Để cha đà ba chú trình hoa nè tiết ra giả mà đi sa xì nhà phiền. Biểu lộ ý xin nhà thế nhiều đu yếu rồi nhà ấy yên. À phô đại đồ cô. Rồi đại mà huệ yếu xin bí lên. Huệ yếu nghe bí lên. Sếp. Tông bình lê bình đắt đệ. Bí lạc biên bố sản yên tu rồi nhà ấy yên. Bí lạc biên bố sản nè lưu đi cả. Rồi công lý bảo mà sản nè mới xin. Chỉ thông mà xoa huệ bình lê nè yết thá lý đi bố. Cái lê tiền tây ấy tung. Hốt lạc huệ. Thế là bố sản yên tu yết bậc khẽ. Bố sản tu yết bậc khẽ. Xong bậc khẽ đồ cô. Nè phú lên chạy bí lên. Cho ấy về thang xong dùng người nhà để xem tổng đủ cái yên mà rồi nhà ấy yên. Cái yên bậc khẽ xem cái tổng đủ khẽ. Ở lúc cả lệ tập phép rồi đó. Xong ôi cô quyến số bây giờ là phú mà chạy bây giờ cho ấy. Khá lý cho bà mà tay ở lúc tập phép này hầu lạc vậy. Xong ôi đồ là phú đến chạy bây giờ. Cho ấy về thang xong dùng người nhà để xem tổng đủ cái yên mà rồi nhà ấy yên. Rú dễ cao ô, chế rộng khen biến, xí tô lộ mỹ khen, khá lê vô biến xe nhà để có đến ý cả là mà rồi nhà ấy yên. Có đến ý cả là mà bà khai lệ thế lại đi đấy nó. Có đến ý cả là mà nhà cả bà là cả rong chạy vào đu, chế rộng xem đi rồi, khá lê đu vào, con tiền đi rồi, bái cổ này xí lưu bái này. Thì lưu bay này mỹ kiến cho đi để nhà hả là tàn giống đi mỹ này chiều bay mà cả tàn giống đi America lấy đâu nó lưu ra là à ta chỉ mà để ao rồi trong là có đến gì cả mà ấy ngã té lên này nỉ rồi ngã cháu mò nỉ chi nỉ rồi ấy rồi bay cùng mỹ kiến này là tàn giống ye phục ra là bay cả lại cái lấy đâu nó đâu ở đó à từ nhà ở đó là bay này thì cái lấy ở lại gì là rồi chỉ lấy thôi tàn giống mỹ phục cả đó hey đi cái mà phải lúc này cái rồi ngã cái lấy ngã lúc này nên cái lấy lúc rồi là đấy ấy rồi ai dàn đi ra rồi nên cái lấy nên lúc bỏ lúc ngã cái lấy là rồi nên qua bên mà bỏ lúc ngã biểu rồi bây giờ tôi yêu ra cái lá gì à nó bút đi li này hết chém lúc đan này phải ăn nó đấy anh mấy thì là nó cái gì mà chịu rồi nằm thì là nó cái gì mà chịu rồi mà giá thì là nó tê vì anh mấy thì là cái gì mà chịu nằm thì là cái gì mà chịu mà nào mà giá thì là tê về đấy ông là ngã tôi chơi này ta chào chú sẽ con ô chỉ long khen bien cam chỉ để cam nhang cam con này cam à có đến cái làm lại để biết lại để cam nhau anh mấy thấy được rồi chỉ long mà ấy là rồi có đến cái làm chỉ long mà lại về bắt khách làm nhiều về rồi là chú sẽ con ông chỉ long khen bien chỉ tôi long mi khen khai cái chuyện gì nhà đấy có đến cái làm rồi nhà ấy xuyên na yi nguyên na yi mya yi tàn đa ni la ốc tập ya Paramya pale chào mẹ yết sinh si đi đó cái đi ba mỗi ông người này à vong anh ông này cái nhà này nan người tu đi mẹ ấy u đồ chỉ đồ thi đến nan này biết lại để cả chia ra lại càng nhau số đó thi vậy mà nó biết đây nè mỗi để sáng ngày liền nhà cha đó chưa bao cái sinh bao cái mía bao cái đi ba mỗi ông này nè hậu là chưa vô ngồi vô nè lúc ấy bây giờ là nó nói thế mà mình nhìn mình ra đi thì nó cứ rồi chỉ về đó là tại sao chuyện này gì về này gì vậy tan đó ni là ốc tập ya và làm nhà bà lệ chồng mẹ về sinh si liền cái đi ba mỗi ông này nè à giống anh ông này cái gì vậy đấy nên nên tôi đi làm nhà ấy
ဤလိုပင်အမျိုးအလိုက်အကျိုးတိုက်ဆိုင်သလောက်ကိုကျိုးပင်နဲ့ကိုနော်အထိုက်လျောက်စီးလာကြတယ်စသာဆယ်ကွင်းများအေးရင်ပကဲ့တွင်၌သုဘိတာကျေးပါမွေးပါပေးပါတစားစားနဲ့အာသာမကြေအစာမပြေတောက်လေငါမပြေရင်ငါစားရင်သာတည်သို့စားရင်လဲစားရင်တောက်ရင်လဲတောက်ခြင်းမိခင်အမေတိုက်ကျွေးသမျှမောဟတော့တောက်ဆိုရပါဦးလေအမေရင်ကမှပိုက်ပြီးနှုတ်တိုက်လို့မွေးရင်နော်စားရင်လဲစားရင်တောက်ရင်လဲတောက်ခြင်းခေရန်မေတ္တာအရှိန်ဟတဲ့ဖြင့်သူဝိတ္တမှာယိုဆင်းပြီးတော့ဖြူဝင်းအေကြီးအရင်ကတို့ရည်နဲ့တို့စီကိုယ်စလဲမဲလေးတစ်ဖူးကလက်စုံနဲ့လက်တို့ရင်ခေါ်ရတဲ့နှုတ်မုတ်စုတွေကိုအရင်ကတော့အမေရင်သွေးနှုတ်နော်အဲ့ဒီဘက်ကနေပြီးတော့အမေကပြင်းလို့လားမသိဘူးပလင်းနဲ့တဲ့ပြောပြီးတော့တိုက်တဲ့နှုတ်မုံတွေပါတယ်ကလေးဆိုလို့လက်တို့ရင်တို့ပေါ့ကိုသားကိုမမွေးယုံငပိုက်ကိုသမီးကိုမမွေးယုံငါမွေးကြီးတော့ဒီကလေးကအမေမယူသေးတော့ဘူးပိုက်ချွေးယူရရင်အုံမကောင်မွေးလာတဲ့သားကြတော့အမေကိုချစ်တယ်ကျင်နာတယ်ကျေးဇူးသိတတ်တယ်နော်မိဘများလည်းသားသမီးမွေးပြီးတော့ငါးနဲ့ခိန်ကြောင်လှုပ်လာတော့သူတို့ကစိတ်ကပြတ်တော့သားသမီးတွေကလည်းမယူသေးတော့ဘူးပြောမရဆိုမရဒီလိုဖြစ်လာရောနောက်ပြည်သူများပြောမရတာသိပြောမရလမ်းလေးရဲ့ဖြစ်ကုန်အဲ့ဒီလိုဟုတ်လားအဲ့ဒါသတိထား32ခုထာသထဲမှာနှုတ်ပြမပါဘူးနော်အဲ့ဒီတော့ခိရံမေတ္တာအရှိန်ဟာကြည်လင်သွေးသမယိုဆင်းတဲ့ဖြူဝင်းအေးကြီးအရင်ကနှုတ်ဤကသွေးတတ်ပဲတဲ့ကွာသာသမီပေါ်ချစ်တဲ့မေတ္တာကြောင့်သွေးဟာဖြူပြီးတော့လာရနော်မိဘများမေတ္တာဘယ်တော့ကြီးသလဲဆိုတာမင်းစဉ်းစားကြည့်စမ်းဟုတ်လားဒါကြောင့်မေတ္တာအရှိန်ဟာတည်းသွေးသမယိုဆင်းဖြူဝင်းအေးကြီးအရင်ကနှုတ်ဤကိုယ်စလဲကနှုတ်စီကိုယ်စလဲမဲလင်းသဘူးကလက်စုံနဲ့လက်တို့ရင်ခေါ်ရတဲ့နှုတ်မုံစီတွေကိုပြီးရပေးပါကြွေးပါတစားစားနဲ့အာသာမကြေသာမပြေတောက်လေငါမပြေရင်ငါစားရင်တော့တသိငယ်သူစားရင်လဲစားရင်တောက်ရင်လဲတောက်ခြင်းမိခင်အမေတိုက်ကျွေးသမျှမောဟတော်သောက်ဆိုကြပါဦးလေစားတယ်လို့လည်းမပြောနိုင်ဝပြီလည်းမပြောနိုင်ရှင်ကြိုက်တယ်ညောင်းလေညာတယ်ကြိုးကြိုက်တယ်မပြောနိုင်နော်သုတ်ပိတာရှင်မဲ့တဘိုးဝင်လျက်ထိုးတဲ့ပြင်အမျိုးမျိုးညောင်းညာဦးအဲ့လိုမှလည်းမပြောင်းတာမစောင်းတာဦးစားစားငိုတော့ဖြူပြမိုးပြအဆိုးနဲ့ချော့ပြီးလင်ချိုပြော့စွာအမေကသိတဲ့ပြင်ဖြေစိတ်ကြေစိတ်နဲ့အသေးအကြီးအိပ်ရကြရလေကုန်ပြီမအိပ်ရှင်လည်းပခဲလွဲသိအိပ်ဦးစားစားငိုတော့အမေကဖြူပြမူရဆိုးနဲ့ချော့တာပေါ့ဖြူပြမူရသူသားနေလို့နတ်ကဲရှိကိုခင်မိအောင်မှရသေးလားစေပန်းရဲ့ညောင်မတုံးကနန်းလေးပုံမြင်ပွားငါလည်းဘယ်ရောက်သွားမှမသိဘူးကလည်းဖြူပြမှုရတာဦးစားစားငိုတော့ဖြူပြမှုရဆိုနဲ့ကြော့ပြီးလင်ချိုပြော့စွာအမေကသိတဲ့ပြင်ဖြေစိတ်ကြေစိတ်နဲ့အသေးအကြီးအိပ်လာကြရလေကုန်ပြီပကက်ထဲမှာကြည့်နော်ပကက်ဒုက္ခကိုပြန်ကြည့်ညောင်းလို့လည်းမပြောနိုင်ပူလို့လည်းမပြောကြိုက်လို့လည်းမပြောအဲ့လိုလည်းမပြောနိုင်ရှင်ကြိုက်သဘောထိုးပါတယ်စားတယ်လောင်းလည်းမပြောနိုင်ကောင်းတာကြောနာလေလွာနာတယ်လို့မပြောနိုင်ဖြစ်ရတာလေကာယေကာယ၌ကာယ ानु ပါတိကာယလို့ရှုပြီးတော့နေရမယ်တဲ့ကောင်းမဘူးလားကာယဆိုတာဘာလဲအဲ့ဒါမင်းပြောတာတစ်မျိုးငါပြောကျင်တာတဲ့ကာယဆိုတာအပေါင်းကိုယ်လည်းအပေါင်းပဲကာယဆိုတာအပေါင်းပဲ
ဘာတွေပေါင်းတာလဲဆိုတာသာမင်အမွေခြေသက်လက်သက်သွားအရေအသားအကျော်အယိုးရိုးရင်ချင်းသည်အညို့နှလုံးအသီးအမေအပြင်းအဆုပ်ဥမဥသိန်စာသစ်ဆောင်အုံနောင်ဘယ်လောက်လဲဘယ်လိုလဲမင်းပဲသေးလဲမေသေးလားအကြောင်းတော့ပြောပါဦးဘယ်လောက်လဲ20ပြီးရတလဲအရင်ဟုတ်လားပြီးသွေးချွဲစီကဲမျက်စီတန်သွေးနှအစေခြင်းဘယ်လောက်လဲ7နှစ်20နဲ့ပေါ့32ခုထာသဒါပဲရှိတယ်ဒီပြင်ဘာမှမရှိဘူးဟုတ်လားကွယ်အဲ့ဒါကာယကိုဒီလိုသံမမွေးချေရတဲ့လေပေါက်စုနေအထုကိုကာယလို့ရှုတဲ့ဘုရားကနော်တချို့တရားတွေကဆန်းလာပြန်ရှုဖို့မလိုဘူးပွားဖို့မလိုဘူးတဲ့နော်ဘုရားဟောတာရှုရမယ်လို့ဟောတယ်မရှုရဘူးဆိုလည်းမရှုနဲ့နေပေါ့ဒါတော့ဘာဆိုင်လို့လဲဟုတ်လားကွယ်ဘုရားဟောတာကဟောနေတာဟုတ်လားကာယေကာယ ानु ပတိဟုအာရတိကာယလို့ရှုတယ်အခုဒီလိုကာယကိုကာယလို့မရှုဘဲနဲ့မင်းတို့ကမိမပဲယောက်ျားပဲလှတာပဲရင်တာပဲချောတာပဲအမလေးလှလိုက်တာအမလေးမျက်နှာလေးမျက်လုံးလေးမျက်ခုံးလေးနှာခေါင်းလေးလှလိုက်တာဟုတ်လားကွယ်ပါလေးနားလေးတင်လေးရင်လေးလှလိုက်တာကြောလိုက်တာဝိတက်ကြမ်းတာကာမကိုကြမ်းတာကာမဝိတက်ဆိုတာတဏှာ၏အကျိုးဆောင်ဝိတက်ကအကြံကောင်းလေတဏှာကအရသာရှိလေတဏှာရင်လေဥပါဒံအစွဲနာလေပြီးတော့ဘဝဇာတိသွားမယ်ပေါ့ဟုတ်လားမင်းသတိထားဝိတက်ဆိုတဲ့ကြံတာမျက်လုံးလေးလာတယ်မျက်ခုံးလေးလာတယ်ပါလေးနာလေးခါလေးလိုက်ရင်လေးတင်လေးလာတယ်လားအဲ့ဒီမနေဘူးတိုးရအောင်အမလေးချစ်စရာကောင်းလိုက်တာအမလေးလိုချင်လိုက်တာအမလေးကတဲ့ရောက်ရောကတဲ့ရောက်တာဒီလမ်းသွားတာအနိစ္စဒုက္ခအနတ္တလမ်းသွားကတဲ့မရောက်ဘူးမှတ်မိလားမကောင်းလားငါပြောတာပြန်ကြတော့ပြောတော့ဘုန်းကြီးဟောတဲ့တရားတွေကလက်တွေ့တို့ပြင်းနေတာနဲ့တူတူပဲဟုတ်လားငါတို့မှကံကောင်းလို့လွတ်တာကံကောင်းလို့လွတ်တာတငယ်ချင်းဘိုးကြီးနဲ့ဘွားကြီးကြောင်းလာလားဟေးငယ်တော့ကတငယ်ချင်းဆိုတော့သူတို့လည်းထီယိုသေးသေးမဟုတ်ဒီလင်မယားမသေးသေးဘူးလာပြန်ပြီဘယ်နဲ့လဲဘယ်လိုလဲအမေကြီးလေချစ်လေအိုးလေချစ်လေအိုးလေရှော့ရရှော့လာအောင်မင်းတို့ကကြီးလေချစ်လေဘယ်နဲ့မျက်စိလဲနေလဲတဲ့ဒီကငယ်တော့ကပြိုရလာဝဝအသားရည်နဲ့တော်ပါသေးအုံမြောက်ဟိုကြီးလိုပြင်ကြီးလေချစ်လေဒီနေ့ဒီမျက်စိလဲမပြောက်သေးဘူးလားသွားစီရတဲ့ကိုအပေးလဲကမ္မထာနဲ့ကူအဲ့တော့သွားရှုတဏှာကြီးလောက်ကြတော့ပြန်လာတယ်ကမ္မထာတိုင်လွှတ်လိုက်တာဘာတွေမြင်လဲပြောဘာတွေမြင်လဲပြောပြုံးလုံးလုံးနေဘာမြင်လဲပြောငယ်တော့ကတခါကြီးနဲ့မင်္ဂလာဆောင်တော့ကဲပေါက်တာတွေမြင်နေတယ်ဗျာမလေးဒါကြောင့်ဝိတက်အကြံွယ်အဲ့ဒါကာမတဏှာကိုဆွပေးတာသူကနော်အကြံမှားနေတယ်အမြင်မှားနေတယ်ငါမကံကောင်းလို့ဒီအချိန်လေးဆိုတော့ကျေးဇူးတင်လိုက်တာဆုံးပါတယ်ဆရာသမားဗျာနော်အသက်20အသိတရားကဒီဥစဉ်လူချက်မှာပါပဲဒီဥစဉ်လူချက်မှာပဲငါ့ကိုဗျာဒိတ်ပေးကြတာငါလည်းထွက်ကျင်တာပဲနောက်မလဲနဲ့နောက်ကိုမလဲနဲ့ရှေ့တိုးနဲ့တိုးတက်လာတာအခုတော့80နဲ့စိတ်ချရပါပြီနော်ဒီအရွယ်မှာပို့ပြီးတော့ကြည်ညိုကြတယ်ကိုတော့ငယ်ငယ်လေးတွေအယုတ်အရင်နဲ့ဘိုးတော်ကအသက်ရွယ်ငယ်အတန်ကလည်းဒီလောက်သီကာတွေပါချင်းနဲ့လူတစ်ထောင်တော့ကိုအတန်နဲ့អော်ရတာပဲအဲ့ဒါဟောပြောကောင်းလာပြီးတော့ဒီလိုသာသနာအသက်ရှည်လာတာသာဓုပါဗျာသာဓုဆိုပြီးတော့ရှေ့ကလည်းပိုးပြီးတော့ကြည်ညိုတယ်ကွရှေ့ကလည်းပိုးပြီးတော့လှူရနော်ဒီလိုအခုလက်ကံကတရားတော်တွေ့ရမှာကြည်ညိုလို့လှူရတာမင်းလည်းထဲမှမလှူဘူးလကားကောင်ဒါ3ည4ညဟောလားလက်ကံကတရားတော်ပြီနေ့ပြန်ကဘာရမှမလှူဘူးဘယ်ရောက်တော့လဲငါဟောတာပြောအမှားတွေဖြစ်နေတာနော်ကာယလို့မရှုဘဲနဲ့မိမယောက်ျားလှတယ်ရောချောတယ်ရင်တယ်အဲ့ဒီလိုအထင်ကျွဲပြီးတော့တင်ညာမှားပြီးတော့အမှန်မှအသိမှမှားနေရလို့ယောဂသည်တွေပဲ
အယံဝိပန္နာသတယောရောဂသတ္တသနေသလောကိနောဝိပဿနာယတံရောဂံတိခိစေယုံပုထုဇနံဝိပန္နာသအသိမအမမအယူမဟုဆိုသောဝိပန္နာသတရားတို့သည်တယောသုံးယုသုံးသာသုံးပါးတို့ဟာပေသည်သတ္တသာသတ္တဝါတို့သည်အိဋ္ဌာယောဂိနောအမြဲယောဂဆွဲပြီးတော့လဲနေတဲ့သံဃာဂီလာနာယောဂတဲ့ကြီးတွေဖြစ်နေကြလေကုန်၏တန်ယောဂံတို့ယောဂကိုဝိပဿနာယအမှန်ထင်ပြီးဝိပဿနာတည်းသောဖြစ်တော်အကြီးပြန်ပုထုဇနာတရားလဲလဲနဲ့ယောဂတဲ့ဖြစ်နေရောက်တော့ပုထုဇဉ်သတ္တဝါပေါင်းတို့သည်ပုထုဇဉ်ဆိုတာအယူပြောတာအကောင်းမဟုတ်ဘူးနော်အယူပုထုဇဉ်တော့အုံမတကောအယူဟုတ်လားအကောင်းပုထုဇဉ်ပြောင်းလို့ပါကလျာဏပုထုဇဉ်ဆိုတာအကောင်းအန္တပုထုဇဉ်ဆိုတာအကံအယူဘုရားသာသနာတော်ကြီးနဲ့တွေ့တဲ့အခါဒီအယူအကံနဲ့ဘဝနဲ့ပဲသေတော့မလားလို့ကလျာဏပုထုဇဉ်ပြောင်းမလုံနိုင်တော့ဘူးလားလို့နော်တွန်းနေရတာမင်းတို့ကိုတို့ဟာတို့လည်းမင်းတို့ကချင်းရောက်လို့စားတော့ဝေးကျေးဇူးရှင်နေမို့လားမင်းတို့လည်းတို့ကတွန်းပေးနေရတာပဲတတ်နိုင်တယ်ဟုတ်လားကလျာဏပုထုဇဉ်ဆိုတာယုံမှန်နမဓမ္မပရမမှန်သိတယ်ကြောင်းသွားသေးလိုက်ရင်လုံးမတလနလတဝါတွင်းလုံးနေမှဒီလုံးမဟုတ်ရုပ်ဆိုတာဘယ်လောက်ရှိတယ်နာမ်ဆိုတာပဲခန္ဓာ၅ပါးဘယ်နဲ့ခေါ်တယ်သစ္စာ၄ပါးဘယ်နဲ့ခေါ်တယ်အဲ့ဒါတော့သိလို့ရှိရင်ကလျာဏပုထုဇဉ်တွေအပယ်မကြတော့မကောင်းဘူးလားအေးအပယ်မကြရင်တော်ပြီအပယ်မကြနတ်ပြည်ပဲသွားမယ်မဟုတ်လားငါဟောနေတာမင်းတို့နိဗ္ဗာန်ရောက်အောင်လည်းပို့နိုင်တဲ့ဘုန်းကြီးကိုလည်းဗာသိတဲ့ဘုန်းကြီးကိုသေနတ်ပြည်ရောက်ရင်တော်ပြီသေနတ်ပြည်ရောက်ရင်တော်ပြီနတ်ပြည်မှာမရောက်ရင်ဘယ်သွားမှလဲငရဲတလိစ္ဆာန်ပိတ်တဲ့ဒီအောက်မှာဒီကိုအပေါ်တက်နိုင်တဲ့မတက်အောက်မှာဆိုရင်တိုးတဲ့စိန်နဲ့ဖြစ်နေခွေးတွေကြောင်နေဟုတ်လားကွယ်အဲ့ဒီဘက်ဆိုင်သွားရင်ဒုက္ခမဖြစ်ပေဘူးလားဒါကြောင့်ငါဟောနေတာကမက်တွေပါတယ်ဝိပဿနာတွေတော့မဟုတ်ဘူးအရေးအယောင်လေးတော့ပြတယ်နားလဲပါတယ်ဟုတ်လားကွယ်ဒီသက်မှာသေနတ်ပြရောက်စေခြင်းသေနတ်ပြရောက်စေခြင်းနဲ့သွန်ကြွယ်တဲ့လူတွေတန်းတဲ့ချိုးခြင်းတွေလိုင်းပေါ်များများကိုတော်တွေဖို့ဘုံမိ3000ဟာသံဃာ5 6ဟာမင်းတို့မင်းလို့ဘယ်လိုလာမှာလဲအချိန်ကြလို့ဂရိကဝတ္တိုင်ကြွလာရောက်လာလို့ဘုရားတွေ့ရတယ်မကောင်းမေဘူးလားအရတော်တယ်လို့ပြောရည်လေးပဲအောင်ကအောင်မဲ့မုံစံလေးပဲကအောင်မဲ့ကျောင်းဝင်းဘုန်းကြီးများများကမဲ့ပကံများနဲ့မောက်ငါမုံစံကြိုက်တဲ့ဘုန်းကြီးလေတဲ့ကထွက်လာတော့တဝါတော့တနစ်တော့လေလို့ကူးတယ်နောက်နေ့ကျတော့ပြည့်ရောကြောက်အဲဒီတော့တို့ဟာဥဒုဇနာတရားလဲနဲ့ယောဂတဲ့ဖြစ်နေကြောင်ပုထုဇဉ်တို့ဒီကိုယောဂကိုပုဖို့လိုတယ်နော်တရားလဲယောဂတဲ့ဖြစ်နေပုထုဇဉ်တို့ဒီတိကိစေယုံကိုယောဂကိုသာဝိပဿနာယအမှန်ထင်ပြီးဝိပဿနာတည်းဆိုသေတော်ကြီးပြန်တိကိစေယုံကိုယောဂကိုသာအားဆိုင်ပျောက်ကိန်းဆိုင်အောင်ဩအပူတိုက်ကုသနိုင်ရတည်းသမီးတဲ့ကာယလို့ရှုတဲ့သားရဲ့ရှုမယ်မရရဲ့ရှုမယ်လင်ရဲ့ရှုမယ်အမေရဲ့အဖေရဲ့ရှုမယ်ဆိုရင်လွဲနေမှားနေတယ်တဲ့ကာယလို့ရှုဆိုပြီးတော့တတိပဋ္ဌာန်အဆိုနဲ့သိတာပါပဲနော်ဒါကြောင့်ကာယ ानु ပါတိဝရတိကာယ ानु ပါတိဝရတိရှုပြီးတော့ ानु ပါတိနေရမယ်တဲ့ရှုပြီးတော့နေရမယ်လို့ပြောလိုက်တာနဲ့နားလည်သွားပြီဟိုတော့လည်းညံရင်လာခဲ့ပြီနော်ဒီမှာပြောလိုက်တော့ငါကိုမိမရာပုဂ္ဂတတော်ဆိုတာမရှိဘူးရုပ်ပဲနာမည်ခန္ဓာပဲဆိုတာစိတ်ထဲမှာကွဲပြီးတော့လဲနေတဲ့လူထူပေးလိုက်တယ်လို့ပေါ့ကွယ်နော်ဒေသနာဝဇာနဲ့မြတ်စွာဘုရားကိုမြတ်ဟောတော်မူရာဒေနာတော်ဆုံးတိုင်းတံဗုဒ္ဓဘသုတ္တမတံဗျာတတ္တမနာသနရံသုတ်တံကမ္မမောဂောဝမေစုအာရာယကိစ္စတိတမိ
ဟိမုံနာတောင်ကြီးကဧဝရတောင်နဲ့ကွယ်နော်ဒီကတို့မမြင်အောင်ဘာနာတိရောက်တဲ့ဆိုမြင်ပြီတောင်ကြီးကဖိုးရည်နဲ့ရေခဲတောင်ကြီးဧဝရတောင်ကတက်ဆိုအဲ့ဒီမှာဟုတ်လားအဲ့ဒီဧဝရတောင်မှာရေခဲတွေကဖွေးရေခဲတောင်ကြီးဖြစ်တာပူတဲ့အခါကျရေခဲတွေအေးပြောပြီးတော့စီးရတယ်မိုးတွင်ကြရလဲအဲ့ဒီတောင်ကြီးကရေတွေတလို့ကင်္ဂယမုနာစီရီဒီမှာဒီတကူမြင်ကားသူစီးပြီးတော့အတင်းလှိမ့်ပြီးတော့ညို့နဲ့မိုးဆိုတာတခါတင်းလှိမ့်ဆင်းလာတာပဲအဲ့ဒါကန္နာနာမှာအိမ်လေးတွေနဲ့သူကသတိနဲ့နေမိုးညို့သလားအိပ်ပြောနေအိမ်မှာကြွပါသွားကုန်ရောဟုတ်လားကွယ်အဲ့ဒီလိုသမီးတဲ့အိပ်ပြိုနေတဲ့သူရေအောင်ကအတင်းနေပြီးတော့ဆွဲဆောင်သွားတယ်လို့သမီးတို့ကလည်းမိမိရောမချုမပွားတရားမစင်ရင်ပဲနဲ့ထင်ရောင်ညာနဲ့မလုပ်ပဲနဲ့နေမော့အိပ်ပြိုနေလို့ရှိရင်သေမင်းကဆွဲသွားလိမ့်မယ်တဲ့ဒီပါဠိတန်ဗုဒ္ဓသသုတ္တမတံဗျာတတ္တမာရသနရံသုတ်တံကမ္မမဟောဝသုတ်တံအိပ်ပျော်နေတဲ့သူမောဘောမြည်ရင်သည်ဝတိဝဆွဲဆောင်သွားသလိုမင်းတို့လည်းမဲ့လျော့နေလို့ရှိရင်ဖြင့်သေမင်းကဆွဲလို့အတင်းဆွဲလို့ပါသွားလိမ့်မယ်သတိနဲ့နေတဲ့ဟုတ်လားသတိကလည်းရလာပြီဟာပဲသတိနဲ့နေဆိုတော့ဘယ်လိုကောင်းသွားလိမ့်မလဲနော်ဒေသနာဝသာနဲ့မြတ်စွာဘုရားကိုတော်များတတိပဋ္ဌာန်အဆိုနဲ့သိလိုက်တဲ့အခါမှာဒေသနာတော်ဆုံး၌သာတုကိသဂေါရမီဆိုတဲ့အမျိုးသမီးမလေးသည်ဂေါရမီကိသဂေါရမီတဲ့နော်နည်းနည်းလေးအသာရည်လေးအခါပိမိပါဝါနဲ့တူတာဟုတ်လားအရဟတံယန္တာဖြစ်သူပြောကြသေးပါဘူးနေကောင်းစွာထုတ်ကြောင်းဆိုင်ရောက်တော်မူရလေသတည်းသောတာပန်ဖြစ်သောတာပန်ကနေကောင်းရေးပြီးတော့ယန္တာဖြစ်စီသွားတာဘောကွယ်ဟုတ်လားတောင်ခေမဥပလောနာသပရာစာဣဇဂေါရမီလေးညမှာလေးမျိုးဟောလိုက်ပြီနော်အဲ့ဒါပါရမီရှိရတဲ့ညီမခုနှစ်ဘောပါရမီတရားတော်လို့သုံးဥကြံသေးတယ်ကွနော်ဓမ္မဒိဏကုံသလကေတိမေရောမာယာကုံသလကေတိဆိုတဲ့တထေးသမီးကလည်းကျွတ်တန်းဝင်မှုတော်တော်ဆန်းတာပဲကွဒါဘယ်ညဟောရမလဲဘယ်နည်းရငါဟောဘယ်နည်းရကြံသေးမျက်ပြင်တညပြီးရောလားဒီဘက်ကတညညသပြီးရောဘုန်းကြီးကလည်းပြည့်ရောလားငါကြီးပဲနင်းကံလေအဲ့ဒါကိတ္တဂေါရမီဆိုပြီးတော့ဒီချိုးချိုးချမ်းချမ်းကျင့်တဲ့နေရာမှာဂုံတူးပေးတယ်ဟုတ်လားအဝိဇ္ဇသင်္ကန်းများတယ်ပန့်တုသင်္ကန်းပဲလာလာပပအယောင်အသွေးနဲ့ကောင်းတဲ့အဝတ်ထည်ကိုမွေ့ပဲနဲ့ပန့်တုသင်္ကန်းဆင်မြန်းဟောယုံပြီးတော့ကချိုးကြံစွာကျင့်တဲ့နေရာမှာဂုံလူအသာချိုးကြံအဝတ်ချိုးကြံအဲ့ရနေရာချိုးကြံဟုတ်လားကွယ်ချိုးကြံတယ်ဆိုတာသက်သာတာပဲမချိုးကြံရင်ပင်မနေတာပဲဟုတ်လားအဲ့ဒီဂုံလူပေးလို့ယန္နာမတူကျွတ်တန်းကြည့်တော်မူတဲ့ခေမဥပရောနာသပရာဇာယိဇဂေါရမီဓမ္မဒိဏကုံသရကေသာမေရောမာယာသသတ္တမီလို့သုံးဥကြံသေးတယ်ကွနော်။နေပြန်ကဆက်မလားမဆက်ဘူးလားမသိဘူးဟောရအောင်မယ်။ဘာလဲဥစ္စာလဲအမေဖြေလဲဖတ်ရအောင်မယ်။ဩဝါဒလဲဖတ်ရအောင်မယ်။ရေစက်လဲချရအောင်မယ်နော်။တရားလဲဟောရအောင်မယ်။မနစ်ကတော့ကသင်္ဃာတင်တဲ့ညမှာတရားမဟောတော့အဝေးကြီးကလာတဲ့လူတွေကတရားမနာပဲပြန်သွားတယ်လို့ငါပေါ့အပြစ်တင်နေကွနော်။ဘာမှလည်းလူတာမဟုတ်ဘဲနဲ့အပြစ်တင်မယ်ကြောင့်နင့်ကန်တင်တာပဲဒီညဒီနေ့ပြန်ကညကြတော့တရားလဲဟောမယ်သင်္ဃာနာတင်ဝဲမှာပါအမေပြေလဲဖတ်မယ်ဩဘာသာလဲဖတ်မယ်သီလလဲပြမယ်ရည်သက်ချမယ်တရားလဲဟောမယ်ဟုတ်လားအားကြောင့်လိုက်ဆိုအားလုံးဤသို့မြူရာကုသလကြောင့်နဝနံယုအမြာချုပ်
ပြုတ်စီသံဃာဆင်းလိုက်ခွဲပြီပဲနော်ဤသို့ပြုရာကုသလကြောင့်ဘဝနောက်ခံသံဃာဝေမဟာဗုရိသဇာနေယမုတ်ချဖြစ်ရလို့စုံညင်လစွာကာမဂုဏ်ရှုပ်တရားယုတ်ကိုသက်သုယွန်ရှာသာသနာတံညယရှင်လန်းဖြစ်ရလို့ယံများစေမှန်တိုင်းဖြစ်၍ရှင်ယေဟောအားပိရကကိုသဗ္ဗေမြင်ကြွတပည့်ကသုံးခန္ဓာရလို့ခက်စွာသမုတ်နာယုတ်နှစ်ခုတောင်းမေရုကိုဝဲသူစိတ်ပြဒေရနာမို့ချင်းရင်ကျိုးသွန်ပြိုရပါလို့နာယုတ်ပိုင်းပိုင်းမသိနိုင်၍လက်မိုင်ချတာမဲ့သူများကိုတရားစီချင်းချင်းဤတီးနိုးရလို့လူမလိမ္မာလူမိစ္ဆာနဲ့ကျုံလာတော်ပြီတွေ့ရမိလီဒိဋ္ဌိပဲစေသင်္ကွာရဲ့နီးပေရပါလို့လူမလိမ္မာတဲ့လူနဲ့တွေ့လူမိစ္ဆာနဲ့တွေ့ရင်သူတို့နောက်လိုက်မသွားရစေနဲ့နော်ဒီကောင်းလားကောင်းပြပြီးတော့တရားပဲဖို့သူ့ဆောင်နိုင်တဲ့ကိုပြရပါလို့ဤသူတော်ဥစ္စာဟောနာပြာနဲ့ကောင်းစွာတည်ကြည်ဆုံးပြီလေသက်ရှိနာခင်ချမ်းသာခြင်းသင်လင်းဖြစ်ရလို့အမြဝေရအောင်ဆိုနော်ဤသို့ပြုရာဤဒီထုဟောနာနော်သုံးကပြီးတော့ကြည်စုဤသို့ပြုရာကုသလကိုမြာလဝေနေရကြစေပေဝေအမြသာသာယုသာယုသာယုဤသို့ပြုရာကုသလကိုသာရိသမီးတွေဖေမေဟိုကားတော့ကယောဇရာကျမမကောင်းအကြောင်းမလားကွယ်လွန်သွားရလို့ဒီနေ့ဇာပြမွဲကြီးနဲ့အမေမပါဘူးမောင်လေးမပါဘူးသမီးမပါဘူးရှိရင်ရှိမယ်ပေါ့နော်အမြယူပါလို့အမေတို့တရားနာတာကျွေးတာမွေးတာလူရတာနဲ့ကုသိုလ်ကောင်းမှုတွေကိုငါသမီးမြယူပါငါသားမြယူအမေမြယူရလို့ဝေးဤသို့ပြုရာကုသလကိုမြာလဝေနေရကြစေပေဝေအမြသာသာဓု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 ကျမ်းမာခြင်းဝမ်းသာခြင်းစသည်အလိုရှိသောမာရိသောဝဓမ္မဘုသက္ခာချုပ်သည်ငါမှုသောကျွန်ုပ်ဒီကဲ့သို့တိဝေကာမရူပအရူပဝါသုံးဓဘုံသုံးရ၌သာဝေတိခொနနေလားခொနနေသမီးကြီးငယ်ငယ်ရဲ့လလမျိုးစားသိမ့်ချုံလုံးစုံ၏ဖြစ်ကုန်သောသတ္တတ္တဝါပေါင်းတို့သည်သရစက္ကမိနစ်မလစ်ပြန်ခရဘိသနာများမှန်စွာမတိန်ရှင်ခတိန်မောရာကြည်နှင့်လမ်းစွာပီတိပန်းပြပြီးဝန္တာရွှင်မြူးနိုင်ကြကုန်သည်အာသောကံမညောမမိန်တကောချင်းဖြင့်ဆိုရင်မနောင်ကြောင်းကြမှုကင်ရကုန်သည်နေရအသေးအပြင်ဆွဲဝင်ပုကနှိမ့်ဆက်တတ်သည့်ကသုပါဆိုအမျိုးမျိုးသောဘေးဒဏ်ရမှအန္တရာယ်ကပင်အကုန်ကင်းနိုင်ကြကုန်သည်ကံလာလေးရာတရင်ရုပ်လုံးကင်းပြီးတော့ခံတင်လာစွာကျမ်းမာဝန်သာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုပွတ်လွန်အပ်တဲ့မေတ္တာရာကျိန်သောအနုဘော်တော်ရောက်ရှိပြီးတော့နိုင်ငံခရိုင်နဲ့ပန်းကြောင်ငြိမ်းရရဲ့နဲ့ငြိမ်းနိုင်ကြပါစေကုန်သတည်းလိုက်ဆိုမေတ္တာကိုအရှင်ရမနဲ့
လူတိုင်းလူဟာပြေဤရှိသမျှတတ္တဝါတို့မှာကိုရောစိတ်ပါချမ်းသာ၍သာဆင်းရဲမရှိယတိဒုက္ခအိသိတံလိုရာပြေလို့ချမ်းသာခြင်းလည်းရပါစေအနာဟုယမနဲ့လူတိုင်းလူဟာပြေဤရှိသမျှတတ္တဝါတို့မှာကိုရောစိတ်ပါချမ်းသာ၍သာဆင်းရဲမရှိယတိဒုက္ခအိသိတံလိုရာပြေလို့ချမ်းသာခြင်းလည်းရပါစေတောင်းရမှာနဲ့လူတိုင်းလူဟာပြေဤရှိသမျှတတ္တဝါတို့မှာကိုရောစိတ်ပါချမ်းသာ၍သာဆင်းရဲမရှိယတိဒုက္ခအိသိတံလိုရာပြေလို့ချမ်းသာခြင်းလည်းရပါစေမြေဝရမှာနဲ့လူတိုင်းလူဟာပြေဤရှိသမျှတတ္တဝါတို့မှာကိုရောစိတ်ပါချမ်းသာ၍သာဆင်းရဲမရှိယတိဒုက္ခအိသိတံလိုရာပြေလို့ချမ်းသာခြင်းလည်းရပါစေရှိရှိမြတ်တတ္တဝါတွေဆိုကုံရောမဟုတ်လားမောင်ထွန်းရဲ့မှန်ပါဗျာအလုံးချမ်းသာပါစေကျမ်းမာပါစေမေတ္တာဝေလိုက်တော့ဘယ်သူမှပရိသတ်နဲ့တော့တရားဟောတဲ့ဘုန်းကြီးကဘယ်သူမှမမုန်းပါဘူးလို့ဆိုတာထင်ရှားမသွားပြီဘူးလားထင်ရှားပါတယ်ဗျာအလုံးရှိရှိမြတ်တတ္တဝါတွေချမ်းသာကြပါစေအောက်ရရှိသေးရဲ့အောက်မှာပါရှိလေမေ့နေတာအောက်မှာပါချင်းမမလို့မရဲပါဗျာမရဲအာဟုယမနဲ့မရဲပြေဤရှိသမျှတတ္တဝါတို့မှာကိုရောစိတ်ပါချမ်းသာ၍သာဆင်းရဲမရှိယတိဒုက္ခအိသိတံလိုရာပြေလို့ချမ်းသာခြင်းလည်းရပါစေအထေယမနဲ့အထေမှာပါရှိနတ်ပြည်ပြမာတွေရှိတယ်နတ်ပြည်ပြမာတွေရှိတယ်နော်ပြမာဘုံနဲ့ဆဲတဲ့လားပြမာဗျာနတ်ပြည်6ထပ်တယ်လားပြမာဗျာရှိကညာနတ်ပြည်ပြမာတွေအေးမြချမ်းသာကြပါစေဟုတ်ဘူးလားပြမာဗျာအထေယမနဲ့နတ်တိုင်းနတ်ရွာပြေရှိသမျှနတ်ပြည်မာတို့မှာကိုရောစိတ်ပါချမ်းသာ၍သာဆင်းရဲမရှိယတိဒုက္ခအိသိတံလိုရာပြေလို့ချမ်းသာခြင်းလည်းရပါစေအောင်စေအောင်ကြပါစေအောင်ပါစေအောင်ကြပါစေအောင်ပါစေအလုံးအောင်ကြပါစေနော်မှန်ပါဗျာတရားရသင်္သောရိတတောတိန်သောတတ္တိတရေတဝေဘောရနေပစ္စုကံတော်ဘောရတိဓမ္မတေသတံသိပြီလွားကြီးလည်းချော့ပြီးအနာမသက်ရှိကိုင်းနေတယ်ကရှိရလားသင်္သောရိတတောတိန်သောတတ္တိတရေတဝေဘောရနေပစ္စုကံတော်ဘောရတိဓမ္မတေသတံတိန်သောကျေဝလာသောသံဃာဆိုတဲ့သမုဒ္ဒခမ်းမဆုတ်တောင်းကုရောက်တော်မူပြီးဖြစ်တော်မူသောသာသောနဲ့နဲ့ချပြီမရင်ဖောင်မှုခံမှုတွတင်သုံးလူချင်းကိုရောမြဖရာသည်တရားရာသူမေရဖြစ်စဉ်တုန်းကဗျာဒိတ်တော်ဆင်ယုံ၏တခွင်လုံးတိုက်ွယ်ကိုအမြဲရဲ့ကမ်းရမယ်လို့တမန်ဤရွယ်ကကရုဏာတမ်းဝေမြလေးဖြင့်တင်္သာရီတောနှလုံးတော်ဓာတ်အိမ်ကိုအကျဉ်းချင်းစံမျိုးလေအမျိုးမျိုးတိုက်တွန်းတော်မူအပ်သည်ဖြစ်ကြောင်းဘောရနေယသစ္စာလေးလီခိုင်နေသူရဲ့မိတွေ့ဆွချူသစ္စာလေးလီခိုင်နေသူကိုမိတွေ့ဆွချူပန်းယူဆင်းပြီးပွင့်လာနေဖြစ်ကြကုန်သောဝါမနစ်မကြအသင့်သာလင်ပွင့်ရပွင့်ကြောင်းလမ်းကောင်းမျိုးဆက်ရနေကြကုန်သောဒါတည်းလူရရနာဖြာရပြမပြမဲ
သင်္ချေသင်္ချာများစွာစုယုံသတ္တဝါအလုံးတို့ကိုဒီဒုက္ခနဝနာမမမမကိုယ်တိုင်အပြင်ကြွသွားချီကြတော်မူတဲ့တရတဝဲလိုက်လုံးတဲ့ယုံနဲ့ယုံရင်စုဝဲသံတရာဆိုတဲ့ဝအပွဲမှာကျွတ်စေလွတ်စေကူမြောက်ကြပါစေကျိုးဟံဓမ္မတေဇာသံသစ္စာလေးပါးအရင်ထား၍များပြဥဒ္ဒုံတရားတော်ဒီသောတဘောကုံဖြင့်ဘောရေတိအမောင်းကိုပယ်ခွင်းပြီးတော့အလင်းကိုပေသနာတော်ခဲ့ပါပေသတည်းဧတေနာသစ္စာဝိသေနာဤသို့မှန်ကန်စွာဆိုတဲ့သစ္စာစကားကြောင့်သာရောတရားနာပရိဒါပေါင်းသူတော်ကောင်းတို့သည်သာရဝံသောတတ္တဣန္ဒရာရှင်ရဲ့ကျင်ရဲ့ညနုဓမ္မယုံပလင်ဥတို့ပလင်ဒူးတို့ရှင်မျိုးစရာဆက်ရောက်လာကြတဲ့တရားနာပိဋကပုံသူတော်ကောင်းတို့သည်ပလင်ကလည်းပလင်ဒူးပဲကွနော်မှန်ပါဗျာဘုန်းကြီးပြန်နဲ့တူတဲ့ပလင်နောက်တော့ရွှေပလင်ကြီးဖြစ်လာမယ်ပေါ့ကွနော်မှန်ပါဗျာဒီပိဋကတဲ့နဲ့တနေ့ကျတော့ပလင်ရေးဆက်ချလို့သံဃာကြီးသွန်းပါကျွေးလို့ဟုတ်လားမှန်ပါဗျာအဲကြောင့်အမေမရှိဘူးခဲ့သားရင်းကွယ်လွန်သွားတဲ့သမီးကွယ်လွန်သွားချစ်သူဇနီးဟုတ်လားမှန်ပါဗျာဆရာတော်ဘုရားတိုက်တွန်းလို့ဆိုတော့အကျိုးချအောင်စီမံဆောင်ရွက်တဲ့ပလင်တွေကိုငါသားလေးရည်စူးပြီးတော့ထည့်မယ်အမေရည်စူးပြီးတော့ထည့်မယ်ငါမော်လမြိုင်ရုံးသွားတရားဟောလေနွားလေးနဲ့ကောင်ရည်စူးပြီးတော့ငွေငါးကြတူရစီအိမ်မှာခိုင်းနေတလိခဏနွားတောင်သူတို့လေမှန်ပါဗျာသားလိုပဲချစ်လို့ထမရဲ့သူတို့လှုပ်ကြွေးနေလို့ပါပဲဟုတ်လားအဲ့တော့တလိခဏတောင်ရည်စူးပြီးတော့တူတတ်တဲ့လူကလှူသေးတယ်ကွအမေကွယ်လွန်သွားတဲ့သားလေးကွယ်လွန်သွားတဲ့သမီးကွယ်လွန်သွားတဲ့ချစ်သူစင်းကြီးကိုမောင်းမမဟုတ်လားဒီကုသိုလ်လူတွေမှာအမေတို့ငါထည့်လိုက်မယ်ငါကြ30တကြတရားဟုတ်လားဒါအားလို့အဲ့ဒီလိုရည်ရွယ်ပြီးတော့နေ့ပြင်ငါကြတော့စောစောလာကြနော်မှန်ပါဗျာအဲကြောင့်ဓမ္မယုံပလင်ဒူးတို့နောက်တော့ထူလာမှာပေါ့နော်မှန်ပါဗျာရှင်မျိုးသာဆက်ရောက်လာကြသည်တရားနာပိဋကပေါင်းသူတော်ကောင်းတို့သည်ဘာသာစိတ်မှာလက်တရွှင်ရွှင်ကိုယ်တွင်နဲ့တမြင့်မြင့်ဒုက္ခအာယုံတွေကြုံတွေ့ပြီးတော့အစင်းတဲ့အချိန်ရှိတိုင်း၌ချမ်းသာတိုက်သူဖို့၍အထူးပြောထူးကျွင်ဖူးတဲ့တဖန်ပွင့်သလိုအရာလက်ရနဲ့ရှင်လန်းဝါမြောက်နိုင်ကြကုန်သည်ဟွန်းတူဖြစ်ကြပါစေကုန်သတည်းဟွန်းတူတရားဆုံးမဲ့အထုံးဆက်၍ကုန်တဲ့ဝါမြောက်နိုင်ကြပါစေကုန်သတည်း